သူဟာရေစာလုံးလို့ချောင်းထဲမှာရေစင်းတောက်လိုက်တော့ခဏလေးနဲ့ချောင်းတစ်ခုလုံးရေခံသွားခဲ့ပါတယ်။သူလေးရေတွေဘရောက်ကုန်တာလဲဆိုပြီးအန်အောနေကြတော့တေးပေါက်ချင်လာခဲ့တာကြောင့်တောင်ထိပ်ကိုပြေးတက်ပြီးအာပါတရသေးသွားပန်းခဲ့ပါတယ်။သူပန်းလိုက်တဲ့တေးဟာမီးတက်ပိုက်ထက်ကျန်းနေကြတာကြောင့်ဘေးကအဖိုးကြီးလည်းအယမ်းလန့်သွားခဲ့ရတယ်။တေးလုံးကြီးဟာဘလောက်တောင်ပြင်းတယ်လဲဆိုရင်တောမီလောင်တို့ဒုက္ခရောက်နေတဲ့ရွာသားတွေစီကိုရောက်သွားခဲ့ပြီးတောမီပါငိမ့်သွားခဲ့ပါတော့တယ်။ရွာသားတွေလည်းမိုးရွာတဲ့ထင်ပြီးပျော်နေခဲ့ကြပေမဲ့တေးလန့်ချောင်းဟာကြောက်တုံးကြီးတုံးကိုထိမိပြီးရွာသားတွေစီကိုလိမ့်ဆင်းလာခဲ့ပါတယ်။ဒါပေမဲ့သူလည်းချက်ချင်းတေးလန့်ချောင်းကိုပြောင်းပေးပြီးကြောက်တုံးကိုဖယ်ပေးလိုက်ခဲ့တယ်။အဲ့ဒီချိန်မှာရွာသူတယောက်ဟာမှန်မလို့နဲ့တောင်ပေါ်ကိုလန့်ကြည့်လိုက်တော့တေးပန်းနေတဲ့လူဟာရွာထဲကကြော်ကြီးဖြစ်နေမှန်းသိသွားခဲ့တယ်။သူတို့လည်းရွာကိုပြန်ရောက်တော့ကြော်ကြီးရဲ့တေးလုံးကြီးအကြောင်းကိုပြောပြပြီးသူဟာရမ်းယောက်ျားပီတာတယ်လို့ပြောခဲ့ကြတယ်။ညရောက်တဲ့ချိန်မှာတော့ရွာထဲကမိန်းမအချို့ဟာကြော်ကြီးရဲ့အိမ်ကိုလာချောင်းကြည့်ခဲ့ကြပါတယ်။အဲ့ဒီချိန်မှာကြော်ကြီးဟာကြက်တောင်ရိုက်နေခဲ့ပြီးအတန်ကြားလို့နောက်ကိုလှည့်ကြည့်လိုက်တော့ရွာသူတွေလည်းကြောက်လန့်ပြီးပြန်ထွက်ပြေးကုန်ကြပါတယ်။အဲ့ဒီသတင်းဟာတရွာလုံးကိုပြန့်နှံ့သွားခဲ့ပြီးရွာထဲကရှိသမျှမိန်းမတွေအကုန်လုံးဟာလက်ဆောင်ပစ္စည်းတွေကိုစီယူလာပြီးကြော်ကြီးရဲ့အိမ်ရှိကိုပွဲတော်ကြီးတစ်ခုလိုရောက်လာခဲ့ကြပါတယ်။ကြော်ကြီးလည်းအိမ်ရနိုးလာတော့အိမ်ရှိမှာရောက်နေတဲ့လက်ဆောင်ပစ္စည်းပုံကြီးကိုတွေ့လိုက်ရပါတယ်။တိတ်မကြခင်ပဲရွာထဲကမိန်းမတွေအကုန်လုံးကိုဝင်ဆောင်လာခဲ့ကြပြီးမွေးလာတဲ့ကလေးတွေဟာတေးပေါက်ရင်ကြော်ကြီးလိုပဲအရှင်ရမ်းပြင်းနေခဲ့ပါတယ်။ဒီလိုနဲ့ကြော်ကြီးဟာလည်းသူတို့ရွာရဲ့ဒန်ဒါရီသူရဲ့ကောင်းကြီးဖြစ်သွားခဲ့ပါတော့တယ်။